ရောရရတိုင်းရတော့ဟိုနေရာမှာလည်းပဲတနည်းနေရာမှာလည်းတနည်းနေရာမှာလည်းတနည်းဒီနေ့ကုန်သွားပြီးတော့ဒီနေ့ကိုဒီကနာသွားတဲ့ခါတော့ဒီကနာလောက်သွားတဲ့ခါတော့ဒီနေ့ကိုဒီကနာလောက်သွားဆိုရင်အရက်ပေါင်း50လောက်သွားမှာပေါ့လေကွာ50 60လောက်သွားရမယ်2လလောက်သွားလိမ့်အမှန်မို့လို့ဒီကနာတဲ့ပုံစံ3ကနာလောက်သွားလို့ရှိရင်လည်းရေတိုးလာမှာပေါ့လို့အဲဒီလိုသွားတာလည်းဖြစ်ပါလိမ့်မယ်သူပါဠိရသွားတာလည်းအဲဒီလိုရတယ်ပြီးတော့နတ်လည်းအာမကိုရဘူးသူကတော့သူဟာသူတိုင်းပြီးသူဟာသူသွားအဲတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီကြီးစားလာတာကတော့ပြင်လာသင်ကြတယ်အဲ့ဒါဟိုရောက်ရမတရားအိပ်ပြီးတော့လာတယ်ဆိုတာလည်းပဲလမ်းမှာအချင်းချင်းမှုအမှအရေးကြီးလာတယ်အမှန်အရေးကြီးလာတယ်ဒီလိုလေးပဲပေါ်ပြပညာတော်နဲ့ရောက်လာလို့ဆိုရင်တော့ဒါကတော့နာရဘုပါနေတာကိုဒါကတော့သူပြောကြမလို့အဲလိုလာလို့သာဝတိကြီးရောက်လာတဲ့အခါမနေ့ပိုင်းဆက်ဆံနေရောက်ဇေရုံကျောင်းတော်သတင်းကြတော့ဇေရုံကျောင်းတော်ဝင်ပြီးတော့သွားတော့မရှိဘူးမြတ်စွာဘုရားဆုံးမကြွကျောင်းဆောင်ကြားနေတဲ့ညာတော်တွေမေးပြီးတော့ဆုံးမကြွသွားတယ်သာဝတိမြို့ထဲမှာဆိုတော့သူကနေအောင်ဒီမှာမောပန်းနေပြီးလည်းတော့ပြင်ပလာတယ်ဒီမှာစောင့်နေတော့ကျန်ဘုရားဆုံးမပြန်ကြွလာမယ်ဆွေးရပါလိမ့်မယ်လို့ပြောဟာမနေနိုင်ဘူးအရေးကြီးတယ်သူကလမ်းလာခဲ့တာလည်းဝေးလာပြီးပြီးပန်းလာတယ်အခုပဲတွေ့ကျင်တယ်ဆိုတွေ့ကျင်တော့အာကြီးနဲ့တခါတည်းယူရဲလိုက်တော့တာကိုမြတ်စွာဘုရားဆုံးမနေတော့ဟိုဆုံးမကြွနေတော့သံဃာတွေနဲ့အများကြီးနဲ့ဆုံးမကြွနေတော့သူတရားစီကိုရောက်သွားတယ်တရားစီရောက်သွားတဲ့အခါတော့တရားမြင်ရတဲ့ကသူကသိရတဲ့ပါရမီရှိတဲ့ပုဂ္ဂိုလ်ဆိုတော့မြင်ရတဲ့ကသူကြီးညိုလာတဲ့ပြီးတော့ဟိုမြမကလည်းပြောပြီးတော့ထားတော့ဒါလည်းစောစောကလည်းသူအာရုံပြီးသားဖြစ်နေကြီးညိုပါလေမနာကိုကြီးညိုဘောကလည်းကောင်းတာပေါ့အမှန်ကြီးညိုဘောကောင်းတော့ကြီးညိုတဲ့စိတ်တွေနဲ့ဝမ်းမြောက်ဝမ်းသာတွေပြင်းလို့ပြီးပြီးတွေပါတယ်ဖြစ်နေတာလည်းလားမောပန်းလာတာတွေတခါတည်းပြီးသွားလောက်အောင်ပေါ့မောပန်းနေပြီးသွားလောက်အောင်ပြီးသမဏတာတွေဖြစ်အဲလိုဖြစ်ပြီးတော့မြတ်စွာဘုရားကိုကြောက်ဒေသေတုမေဃနေဘဂဝါဓမ္မဒေသေတုမေသူဝတောဓမ္မယမမသာဒီဃရတံဟိတယဒုက္ခယဗန္တိဘုန်းတော်ကြီးကမြတ်စွာဘုရားဘဂဝါဘုန်းတော်ကြီးကမြတ်စွာဘုရားဒီမှာကျွန်တော်မေကျွန်တော်ဟာဓမ္မတရားကိုဒေသေတုဟောကြားတော်မူပါဗျာသူဝတောကောင်းသောဆိုတော်မူရသောမြတ်စွာဘုရားကြီးမာကျမေကျွန်တော်ဟာဓမ္မတရားကိုဒေသေတုဟောကြားတော်မူပါဗျာယာကျင်ဟောကြားခြင်းဒီမှာမှကျွန်တော်ဟာဒီကရတန်စင်းသောကာလပါလုံးစိတ္တယယုဇီဝလုံးဟာဒုက္ခယချမ်းသာလုံးငါအပ္ပသိရပါလိမ့်ရှင်ဗျာမြတ်စွာဘုရားကိုတရားဟောတောင်းပါမြတ်စွာဘုရားတဲ့တရားဟောတော်မူပါဗျာအဲဒီတရားနာလို့ရှင်တတိတော်မှာယုဇီဝများပါလိမ့်မယ်ဟောတော်မူပါဗျာဆိုပြီးတော့တရားတောင်းပါအဲတော့လောကအနေနဲ့ကြည့်နေဆိုရင်သူကအပြည့်တင်ကြတော့ကောင်းတယ်ဘာလို့လဲဆိုတော့ဘုရားဆုံးမသွားတယ်နဲ့ဆုံးမသွားတယ်လို့တရားဟောကြောက်တော့အခုကလာဘုန်းကြီးတို့ကဟိုဆုံးမသွားတယ်လို့တရားဟောပါအောင်ပြောလို့ရှိရင်ဘုန်းကြီးကငေါ့မယ်ဒါတော့လိုက်မပြီးရမလားဆိုရင်ငေါ့မယ်ခုကပြီးတော့ဒီဘာကြီးကသူရုပ်လက္ခဏာကသူ့မှာဘာမှဟိုတင်းပြကြမရှိဘူးအလေးနဲ့ပြကြမရှိဘူးသူဝလာတဲ့ဟာကခုနပြောတဲ့ဒေသကြောင်းလေးတွေကိုကြော်လေးတွေနဲ့စီးထားတာလေးတွေဝလာတာကိုသိတိပရပိုက်ရမယ်ဘာမှဘုံတရားရှိတာမဟုတ်ဘူးဒီပုဂ္ဂိုလ်ကယုံကြတော့ကောင်းမှာဘုရားအမြင်နဲ့ဆိုရည်အဲတော့ဘုရားလာဘုန်းကြီးတို့ဆိုလို့ရှိရင်ဟာဒီကောင်းကြီးတဲ့စိတ်တဲ့ကောင်းကြီးတွေဘုရားအမြင်နဲ့ဒီဆိုတော့ပြောတယ်ဘာမှဒီဆိုတော့မဟုတ်ဘူးဘုရားကတော့သူဒီစိတ်ပါလေဘုရားကတော့သူသိတဲ့ပြီးစောစောကလည်းသူမြင်နေမြင်နေတာဖြစ်ရောက်လာတော့မြင်လိုက်တော့ဟိုမှာစဉ်းစားလိုက်ရင်ဒီပုဂ္ဂိုလ်ကပုဂ္ဂိုလ်သူပဲဆိုတာဘုရားကတော့ပြီးပြောတော့ငါကပြောဆိုတာကရုဏာလည်းအမှန်ကြီးပါတယ်တတ်တော်ရဲ့အနာသနာတော်မူတာပဲအနာသနာရဲ့အဲဒီတော့သူဘယ်နည်းကြည့်ပါလဲဘုရားကတော့တရားဟောလို့ရတယ်အသိရှိပါတယ်ဒါပေမဲ့လည်းသူရောက်ရချင်းဒီမနေ့ဟောလို့ရှိရင်မနာနိုင်ပါကြောင့်မြတ်စွာဘုရားအခါထုတ်ပြီးဘူးဘာကြီးရတဲ့ငါသုံးအောင်ကြွနေတာပဲပြောတယ်ပြောတော့ဘာကြီးရဘယ်နဲ့ပြောတယ်မသိဗျာတတိတော့အသက်လည်းပဲတော့အသက်ရှင်မသိဘူးတဲ့တော့ကြာသိနာမသိဘူးဒီဘုရားအသက်လည်းပဲမပြောနိုင်ဘူးတဲ့ပြီးတော့ဟောဘုရားဆိုတာ
ရာအမျိုးဟောခိုင်းတာလို့ပြောတော့အဲ့ဒါဘာလို့လဲတော့ယူကြည့်ရတယ်ဆိုလို့ရှိရင်အဲ့ဒီသူပြင်နေကြောင်းတဲ့သူတနည်းနည်းနဲ့သူကပြီးနေတာတူပါတယ်ပြီးနေတယ်လို့ဆိုတာပဲဒီနာကပြောခဲ့လို့တနည်းအားဖြင့်သူနမိတ်လက္ခဏာကြံ့ရပါတော့အဲ့ဒါဒီတော့မသိဘူးအချင်းတော့နီးနေပြီဆိုတော့ဒီလိုလည်းပြီးနေတယ်လို့သူဆိုတာပဲအဲ့ဒါနဲ့ဆိုကြတော့နှစ်ချင်းတိုင်းနဲ့သူတောင်းနေသုံးနေတယ်နဲ့သူကတောင်းမှတော့မြတ်စွာဘုရားဟောတယ်။အဲလိုပဲဆိုရောက်ခါသာဆိုတော့ဘုရားဆိုတော့သူကဘုရားအာရုံပြုဒီပန်းလာတာလည်းကြောင်းနောက်ပြီးတော့ဘုရားအာရုံပြုပြီးသူကကြီးညိုနေတာပိဋိသမဏတတွေဘုနာဝမ်းတော်ကမှလည်းရှင်းတာသိပြီးတော့ဝန်တာတယ်။သိဝန်တာပြီးတော့နေတော့တရားဟောကောင်းလည်းကြမှာလို့ပိဋိတွေသိရှင်းနေတဲ့ကမှာတရားကသိကြပဲနေတာလေသဘောပေါက်ပဲနေတာနှလုံးမသွင်းနိုင်ဘူး။အဲဒီနှစ်ခါတော့တားမြစ်လိုက်တော့မှအရှင်ကျက်သွားတော့မှမြန်မာမြတ်စွာဘုရားသုံးပါးကြမှာဟောတာကိုသူတို့ကလည်းတရားသိနေပါဘူးမနတူလေးပါတရားလေးပြင်းပြင်းလေးဟောတာသူကသုံးပါးသွားရင်လာမှခဏရပ်ပြီးဟောတာသာသမာတိယဒေဝာယဧဝံသိက္ခိတဗံဒေဒေဒိဋ္ဌမတံဘုဒ္ဓတိသုတေသုဓမ္မတံဘုဒ္ဓတိမုတေမုဓမ္မတံဘုဒ္ဓတိဝိညာတေဝိညာဓမ္မတံဘုဒ္ဓတိေဝဟိတေဘာယသိက္ခိတဗံအလုံးငန်းစဉ်ကတော့ပဲသာပြီးပြီသူကတရားကတော့နန္တိုးပါတယ်သူကဘာယပရဝိသတ္တမထိုးတို့သင်ကတရားဟောပါဟုတောင်းပန်ခြင်းဟူသောအကြောင်းကြောင့်ဧဝံဤသုတံသောအရှင်ရာဖြင့်သေသင်သည်သိက္ခိတာဗံဖြစ်ရမည်သင်ကမရမကကိုတရားဟောပါလို့တောင်းပန်နေတော့ဟောမယ်အခုပြောမယ်ငါပြောမယ်နိလန်တိုင်းအကျိုးစားတိုင်းသိရမယ်ရှင်းမုံခြင်းနည်းရတော့လေးဘုတ်ပဲရှိတယ်လေးဘုတ်ပဲပြီးတယ်ဒိဋ္ဌိမြင်မြင်၌ဒိဋ္ဌာမတံမိရောများသည်ဘဝိတ္တိဖြစ်လက်တံလူတေကြသည်နဲ့တုဒ္ဓမတံကြာရများသည်ဘဝိတ္တိဖြစ်လက်တံအမှုတေရောက်သည်နဲ့မူဓမ္မတံကြောင့်များသည်ဘဝိတ္တိဖြစ်လက်တံဝိညာတေတိသည်နဲ့ဝိညာဏမတံပြည့်များသည်ဘဝိတ္တိဖြစ်လက်တံဘာယပရပိုက်ဧဝံဒီသောသတိတော်လူအားဖြင့်ရာဖြင့်သေတမိသိက္ခိတာဗံကျင့်ရမည်ဟောလူမျိုးတွေတော်ပြီးရတာပဲကျင့်တော်လည်းပြီးသွားပြီနားပဲလို့မြင်မြင်၌ဟုတ်လားဒိဋ္ဌဆိုတာမြင်အပ်တဲ့အာယုသောမဟုတ်မြင်ပြီးတဲ့စိတ်ဒီလိုနှမျိုးတရားတွေကဖွင့်ပါတော့မြင်ပြီဆိုတာမြင်ရတဲ့ဟာသုံးဖို့မြင်တဲ့စိတ်မြင်ပြီနဲ့မြင်ရုံမျှသိရမည်အဲ့ဒီသိရပြီးမြင်ရမယ်ဘယ်ကတော့မြင်ပြီနဲ့မြင်ရုံမျှပြောသိရမယ်လို့ဆိုလိုပါတယ်ဟိုပါဠိကျမ်းသုံးနဲ့ပြောမယ်ဆိုရင်ကျင့်ရမယ်အကျဉ်းချင်းရခြင်းကျင့်လို့ရှိရင်မြင်နေနဲ့မြင်ရုံမျှသိသို့သောချင်းရခြင်းကျင့်နေတယ်ဘယ်လိုဆိုလိုပါလဲသူကမြင်နေနဲ့မြင်ရုံမျှသိအောင်ပါမြင်မျှတယ်မပူစီနဲ့ကြားပြီးနဲ့ကြားရုံမျှတယ်မပူစီနဲ့နာနေနဲ့နာုံမျှတယ်မပူစီနဲ့နာနေနဲ့မဟုတ်ဘူးရောက်ပြီးနဲ့ရောက်ပြီးနဲ့ရောက်ရုံမျှတယ်မပူစီနဲ့အဲဒီဒီမှာကြည်ရသိပြီးနဲ့သိရုံမျှပဲဒီရမီးတဲ့ပို့ပြီးတကလားလောဘဒေါသမောဟတွေမဖြစ်စေနဲ့ဒါပါပဲသူယောဂကဒါသူကဒီပုဂ္ဂိုလ်ကဘယ်တော့ကျင်းကျင်းနဲ့ဟောနားလည်တဲ့ပုဂ္ဂိုလ်မကျင်းချင်းဟောတာဒီကလည်းဒီပုဂ္ဂိုလ်ကဘုရားနဲ့တွေ့ရတာမဟုတ်ဘူးတရားလည်းနာပြီးတော့မဟုတ်ပါဘူးဘယ်ကသာသင်မှုမလဲလို့ကဘာမှမသိဘူးပြည့်အခုမှပဲဘုရားနဲ့တွေ့တရားနာရတာယုတ်တရားနာတရားပဲသိနေမှာတော့ဘာမှမသိဘူးဘုရားကဘယ်တော့တော့ဟောတာလဲဒါဒီပုဂ္ဂိုလ်ကဘယ်တော့ဟောနားလည်တဲ့ပုဂ္ဂိုလ်မဘယ်တော့တင်ဟောတယ်အခုပုဂ္ဂိုလ်လေးကိုလိုရင်းနဲ့ဆက်တာတော့သူကအကျေကြီးဟောလို့တော့နားမလည်နိုင်ဘူးတရားဥပဒေနာရဖို့ရဆိုတော့ကိုဝေးနေတာပဲကိုအနန္တဝရတယ်အနာထုတ်ရတယ်
ဘာကြီးရမှာတော့သူကဘယ်လောက်နဲ့ပြီးတာလဲမြင်နေ၌မြင်ုံမြဆိုတာပါတော့ဆိုလို့ရှိရင်မြင်ရတဲ့အစင်းမြင်တဲ့အခါကလည်းမြင်ရတဲ့အစင်းပဲရှိပါတယ်မြင်ရတဲ့သဘောပဲရှိဒါလည်းပို့ပြီးတော့မြင်ရတဲ့သဘောလည်းမပါပါဘူးသက္ကုရာဝီကြတယ်လို့ခေါ်တယ်သက္ကုရာဝီဒီမှာမျက်စိထဲမှာအစင်းရုပ်သင်ပေါ်လာအစင်းရုပ်သင်ပေါ်လာတဲ့အခါကာလမှာမှန်တဲ့အရေးထင်တယ်လို့ခေါ်တယ်မျက်စိဒီထဲမှာအစင်းရုပ်လေးပေါ်လာအဲဒီလိုပေါ်လာတဲ့အခါမှာနှလုံးသွင်းခြင်းရဲ့စိတ်ကြီးတိဥစွာစဖြစ်တယ်အာဝိဇ္ဇာလို့ခေါ်တယ်သူနှလုံးသွင်းခြင်းပြီးတော့မြင်သွားတယ်မြင်တဲ့စိတ်သက္ကုဉ္စိတ်ခေါ်တယ်မြင်ပြီးတဲ့နောက်ကသူကအဲဒီစိတ်ကလေးကြောက်သွားတော့ဘာဖြစ်လို့ဆိုလက်ခံတဲ့စိတ်တွေသံပတိဆိုင်စိတ်တွေမြင်ရတဲ့အာယုံလေးကိုမှအခုဒီနေ့တော့ဗာမြန်ရေးမှတ်ထားတယ်လို့ပြောတယ်အခုအသာတွင်းပြီးတော့အသာဖမှတ်ထားတယ်လို့မှတ်ထားလိုက်တယ်ဒီမှာမြင်ရတဲ့အာယုံလေးမပြောက်ဘူးအဲ့ဒီစိတ်ကလေးကတော့သူပြောက်သွားတာပဲသူပြောက်သွားကြတဲ့ကသံပတိဆိုင်နဲ့သံပတိစနာသံပတိဆိုင်လို့ကမှပြန်လာတယ်သူသံပတိဆိုင်ကိုတန်ကြရဏနဲ့တန်ကြရဏသုံးစားနေတဲ့သုံးစားတဲ့စိတ်အဲဒီအင်းကိုသုံးစားပြီးတော့ဝိသဗနာဝုဆိုတယ်ပါလိမ့်တယ်သုံးဖြတ်တယ်ဒီအာယုံကဘယ်လိုဟာပဲကောင်းတယ်မကောင်းဘူးစသည်ဖြင့်ပေါ့လေသုံးဖြတ်တယ်သုံးဖြတ်ပြီးတဲ့ကလာနောက်ကိုဇောတွေကြတယ်ကုသိုလ်လည်းရှိအကုသိုလ်လည်းရှိဖြစ်တတ်တယ်အဲဒီကတော့ဇောကြတော့အဲဒီထဲမှာမြင်တယ်ဆိုတဲ့အခါတုန်းကတဲ့မြင်ရတဲ့အဆင်းလေးပဲရှိပါတယ်တဲ့ဒီထဲမှာယောက်ျားလည်းမပါဘူးမိန်းမလည်းမပါဘူးပုဂ္ဂိုလ်သတ္တဝါလည်းမပါဘူးတဲ့လှတယ်မလှဘူးဖြစ်ပြကောင်းတယ်မုန်းပြကောင်းတယ်ဘာမှမပါသေးဘူးတဲ့မြင်ရတဲ့အဆင်းအဆင်းလေးပဲတဲ့အဲ့ဒါပဲရှိတယ်အဲ့ဒါတော့ကြည့်ရမယ်မြင်မျှလေးပြီးတော့မြင်တဲ့အခါကလာမြင်တဲ့စိတ်ကလေးဖြစ်ပြန်နေတဲ့မြင်တဲ့စိတ်ကလေးမှလည်းပဲကျုပ်မှုမဟုတ်ဘူးမပါသေးဘူးတဲ့လောကရောတာလည်းမပါသေးဘူးတဲ့ဒီမှာမြင်ပြီးရမျှလေးပဲအဲ့ဒါလိုပဲနောက်ကစိတ်တွေလည်းပဲဒီတိုင်းနဲ့ကြည့်ရမယ်တဲ့မြင်နဲ့မြင်မျှနောက်ကဇောစိတ်တွေမှာလောကရောတာမောဟတွေဖြစ်မှာအဲ့ဒီကမဖြစ်စင်နဲ့နောက်ပြီးတော့အဲ့ဒီဇောတွေကြပြီးတော့ဇောကုဉ္ခြင်းရှိတယ်ဇောကုဉ္ခြင်းကြပြီးလို့ရှိရင်ဒါမှမကျင်နဲ့ကြရတယ်ကြရောကြပြီးလို့ရှိရင်တော့ဘဝင်ကြတယ်ဘဝင်ဆိုတာတော့ဣကျော်တဲ့သိမျိုးပဲအဲ့ဒီစိတ်တွေကနောက်တစ်ခါပြန်စဉ်းစားရေးကြည့်တာအဲ့ဒီမှာသာရေးကြည့်တာနောက်တစ်ခါပြန်စဉ်းစားတဲ့အခါကာလကျတော့သာကတကစဉ်းစားပြီးတော့ဘာဖြစ်လာတော့ဆိုယောက်ျားရဲ့မိန်းမရဲ့ပုဂ္ဂိုလ်သတ္တဝါဒီလှပါတယ်မလှပါဘူးစသည်ဖြင့်အဲ့ဒီကရောက်လာတယ်နောက်စဉ်းစားတဲ့စိတ်တွေမှာမြင်ငါကဝိကြီးထဲမှာသူစဉ်းစားသိမပါသေးဘူးအဲ့ဒီနောက်စဉ်းစားတဲ့စိတ်တွေမှာမြဲတဲ့နေရာချင်းစဉ်းစားပြီးတော့ဖြစ်တယ်ချမ်းသာတဲ့နေရာချင်းစဉ်းစားပြီးတော့ဖြစ်တယ်လှပတဲ့နေရာချင်းစဉ်းစားပြီးတော့ဖြစ်တယ်ပုဂ္ဂိုလ်သတ္တဝါယောက်ျားမိန်းမအနေအားဖြင့်စဉ်းစားပြီးကြတာဖြစ်တယ်အဲဒီလိုစိတ်တွေမရောက်ခင်နဲ့တဲ့အခုမြင်မျှတယ်ကြားတဲ့မြင်တော်ပြီးတဲ့မြင်ပြီးရင်မြင်နေကြရမယ်ဒါဆိုလိုပါတယ်အဲဒါကိုအခုဒီတရားထုတ်တာလည်းဒီအားထုတ်နေတာပါမြင်နေမြင်မျှကြည့်အောင်အားထုတ်နေတဲ့ထူကြအောင်ဆိုတယ်ဆိုလည်းဥမာလို့သာမြင်နေနိုင်မြင်ယုံမျှတာဖြစ်ရမည်မြင်နေနိုင်မြင်ယုံမျှတာဖြစ်ရမည်မြင်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 ရပဲညာအဝိဇ္ဇာစိတ်သက္ကုဉ္ဉ္နဲ့မြင်အဝိဇ္ဇာစိတ်နဲ့ဆင်ញင်နဲ့သက္ကုဉ္ဉ္နဲ့မြင်တယ်သမ္ပတိဆိုင်နဲ့လက်ခံတယ်သံဃာရဏနဲ့သုံးစားတယ်ဝုထောနဲ့သုံးပြတယ်အဲဒီကြောင့်တော့ကိလေသာမပါသေးဘူးနောက်ဇောကြလို့ရှိရင်တော့ကိလေသာတွေပါရတယ်အဲဒီဇောမှာလည်းကိလေသာတွေမပါစီနဲ့တဲ့ဒါကြတဲ့မြင်တဲ့အခါကလည်းဖြစ်တဲ့စိတ်စေတိုင်းနဲ့ကိလေသာမပါဘဲနဲ့မြင်ုံမြသိုံမြလေးနဲ့ရပ်ပါဇောတွေဆုံးပြီးတော့နောက်တစ်ခါပြန်စဉ်းစားပြီးတော့လည်းကိလေသာတွေဖြစ်တာလေအဲ့ဒီလိုဝိသိတွေလည်းနောက်ကလိုက်မလာစေနဲ့ဒါဆိုတယ်ဒါတော့အခုတော့အဲ့ဒါမြင်နေတဲ့မြင်မြတ်ပြောင်းခုအားထုတ်နေရတာကိုမြင်တာနဲ့မြင်တယ်ဒီရအောင်လို့
ဒီအမရှိလို့ပြင်မြင်ပြီးဘာပဲညာပဲကြောက်စဉ်းစားမယ်ဒါကအားရင်ကြောက်စဉ်းစားမယ်စဉ်းစားရင်လောဘဒေါသမောဟကိလေသာတွေအများကြီးဖြစ်သွားမယ်အဲဒီလိုမရှိအောင်အခုဉာဏ်မှာဉာဏ်ညာလေးတွေပြောင်းပြီးဖမ်းပြီးတော့ရှုနေရတာကိုဒါပဲမဲ့လို့သောသောကအရုပ်ဘာသာပုဂ္ဂိုလ်တွေဉာဏ်ညာမတည်သေးပါဘူးမြင်တယ်ဆိုပြီးတာနဲ့ဟောယောက်ျားမင်းကဘယ်သူတော့ဘယ်သွားလေးရပါအကုန်လုံးကြောက်ပြီးနေသေးတာပဲအစတော့ဒါကနိုင်မနိုင်သေးပဲဟာကိုနောက်နိုင်လာပြီဆိုတဲ့အခါကျတော့မြင်လာရမြင်ပြီးစိတ်ကနေကြောက်တာမြင်ပြီးစိတ်ကနေကြောက်တော့ဒီရင်ကြရမှာပြည့်ကြောက်ပြီးတော့ဆက်မစင်စားဘူးမြင်ပြီးတာနဲ့မြင်ရတဲ့အာယုံကမြင်ပြီးတဲ့စိတ်လေးရောမြင်ပြီးတာနဲ့စိတ်ကနေဆိုကြောက်တာမမြင်တဲ့တရားပဲကိုယ်ပိုင်ညာနဲ့ရှင်းပြီးတော့သိမြင်တဲ့သဘောလေးကဖြစ်ပေါ်လာပြီးတော့ကြောက်သွားလို့ဖြစ်တဲ့ကာကြံပြအားကိုကြံပြဆင်းရဲတယ်ဒီလိုလည်းပဲသဘောကျတယ်ဒီနေ့မြင်တဲ့သဘောလေးဟာသူသဘောတိုင်းအကြောင်းအရာကမြင်မှုလေးပေါ်လာတယ်ပြီးတဲ့သူကသူပဲကြောက်သွားတယ်သဘောတရားပဲအသက်ရှင်နေတဲ့အကောင်းမဟုတ်ဘူးအနတ္တတရားပဲဒီလိုလည်းပဲသိနေအဲဒီအနိစ္စဒုက္ခအနတ္တတွေကိုမြင်တိုင်းပြီးအောင်လို့ပြုဖို့ပါပဲအဲဒီလိုပြီးအောင်ပြုဖို့ရလို့ဒိဋ္ဌိမြင်ပြီး၌ဣဒာမာတမြင်ရောမြသည်ဘုရားတိဖြစ်ရတံမြင်ပြီး၌မြင်ရောမြပြရမည်ရဲ့မြင်နဲ့မြင်မြပြအောင်အားထုတ်ပါဟုတ်ဘူးလူတွေကြားပြီးနဲ့ဘုရားမာတန်ကြားရုံမျှပြီးဝိသေဖြစ်လက်တန်းကြားပြီးနဲ့ကြားရုံမျှပဲအဲဒီမှာလည်းနားတဲ့အပန်ကြားရောက်လာတဲ့ဆိုရင်သင်မြင်တဲ့အာဝုဒစိတ်ဖြစ်တယ်သင်မြင်ပြီးတော့သောတာဝိညာဉ်နဲ့ကြားသွားတယ်ကြားပြီးတော့သံဃာဆိုင်ကလက်ခံထားလိုက်တယ်သံဃာစိတ်လေးကြောက်တော့ဗန္ဓရဏကသုံးစမ်းနေတယ်လို့ပါလိမ့်သုံးစမ်းဗန္ဓရဏသုံးစမ်းပြီးတကလားနောက်ကိုဘုရားကသုံးပြပြီးတော့မှဒီမှာရောပြတာကိုကောင်းကောင်းဖုံးပြရင်ကောင်းတယ်နှစ်သက်စရာတာယာစရာပဲဆိုရင်လောဘဖြစ်မယ်မုန်းကြကောင်းတဲ့ဖုံးပြလို့ရှိရင်လည်းသူကဒေါသတွေဖြစ်မယ်ညူစရာကောင်းတဲ့စသည်ဖြင့်သနာစရာကောင်းတဲ့စသည်ဖြင့်သုံးပြလို့ရှိရင်ကုသိုလ်သောတွေဖြစ်မယ်အဲဒါကတော့ဘုရားကအမိန်ပေးတဲ့အတိုင်းနောက်ကသောတွေကဖြစ်တော့မှာအဲဒီလိုသောတွေဖြစ်သောကတည်းကမကဘူးသာသာဖြစ်တာခုနှစ်ကြိမ်အောင်ဖြစ်သောစိတ်ပြီးတော့ဒါရုပ်စိတ်ကနှစ်ကြိမ်ဖြစ်ပြီးတော့မှဝင်ကြတယ်နောက်ဝင်ကြပြီးပြည့်ရောတော့ပဲအေးနေတော့ကြာပြန်စဉ်းစားတယ်ကြားတဲ့ဥစ္စာတွေကိုကြားတဲ့တန်လေးပြန်စဉ်းစားအဲဒီလိုသက္ကတာကစဉ်းစားတော့အဲဒီမှာဒီအပန်းကပေါ်လုံးသင်ကြားတယ်မှာပါရတယ်ကောင်းတယ်ဖြစ်စရာကောင်းတယ်မုန်းစရာကောင်းတယ်စသည်ဖြင့်တော့ပေါ်လာယောက်ျားသာမယ်မိန်းမသာမယ်လူလည်းပေါ်လာဘသူသာမယ်ဘဝသာမယ်လူလည်းပေါ်လာဘာပြောတာပဲဘယ်လိုဆိုလိုတာပဲအဓိပ္ပာယ်တွေလည်းနောက်ကကြောက်ပေါ်လာအဲ့ဒါတွေကိုမရောက်အောင်ကတော့ကြားရင်ကြားတယ်မှကြားရင်လည်းရရမှာဒါလည်းမကသာပုဂ္ဂိုလ်တွေတော့မနိုင်ပါဘူးကြားတယ်မှနေဟိုနားလည်းသိတာပါပဲကြားတယ်မှနေဘသူပဲဘယ်ဝါပဲဘာပြောတာပဲဘာဆိုတာပဲနားလည်းသိတာပါပဲဆိုတော့သမารိညာအားကောင်းလာပြီဆိုတော့ဒါတော့သူ့အချင်းတော့ဘင်္ဂညာကြီးကျမှပူပြီးနိုင်တယ်အဲဒီကြတော့ကြားရင်ကြားပြီးကြောက်လုံးနဲ့ကြောက်နေတာလုံးနဲ့တစ်လုံးနဲ့မဆက်ဘူးတစ်လုံးကြားပြီးကြောက်နောက်တစ်လုံးကြားပြီးကြောက်နောက်တစ်လုံးကြားပြီးကြောက်တော့ရှင်းတဲ့နောက်နဲ့မဆက်ပြီးတော့အရိပ်ကမတော်ဘူးဘောဘာမှမသိဘူးဘူးကဘာမှမသိဘူးကြားပြီးကြောက်နေတာပဲဒါအခုဒီယောဂီတွေကလည်းတွေ့ပါပဲဒါတော့အကုန်လုံးများတွေ့ပါတယ်ဆိုတော့မြင်တာကတော့ပုဂ္ဂိုလ်တိုင်းမသိဘူးကြားတာကတော့သမာဓိညာတော့ကောင်းကောင်းအားထုတ်ပြီးတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးမတွေ့ပါတယ်လေဥစ္စာကြားရင်ကမှတ်လိုက်လို့ရှိရင်ကောင်းတာတွေလည်းဘာပဲကြားပြီးကြောက်နေတာပဲဒါကနှစ်သက်ပြန်ပြီးမကောင်းတာတွေလည်းကြားပြီးကြောက်နေတာပဲကိုလာပြီးတူကလာပြီးစူးနေတယ်ဆိုးနေတယ်မာမဲနေတယ်ဒါလည်းပဲမှတ်လိုက်လို့ရှိရင်အဲ့ဒါနားမလည်ဘူးကြောက်သွားတာပဲဟိုသချင်းတွေပါလေဆိုးနေတယ်ဗီဒီယိုတွေပါလေကနေပြီးအသားနေလားနေတယ်ကိုကနားမထောင်ဘူးဘူးနားမထောင်ဘူးဆိုရင်ကြားတာမှလိုက်ရင်ကြားတာနဲ့ကြားပြီးကြောက်သွားတာဘာမှနှစ်သက်စရာတာကြမရှိဘူးကိုယ်လုံးရပါတယ်ဒါကတော့အမှန်တရားကြားပါတယ်အဲဒါကြောင့်ကြားရမှလည်းကြားရုံမျှပဲပြီးပါစေ။ဒါဆိုရမယ်။ကြားပြီးနိုင်ကြားရုံမျှသိရမည်။ကြားပြီးနိုင်ကြားရုံမျှသိရမည်။
အရာသာစားတာအတွေ့အထိတွေ့ထိတာအဲ့ဒါသုံးခုအကုန်လုံးပေါင်းပြီးရောက်တယ်လို့သုံးတာတယ်မူတာရောက်တယ်ဒါကရောက်ပြီးတော့သိရတာမြင်တာတွေကြားတာတွေကတော့အဝေးကြီးတဲ့လှမ်းပြီးတော့သူကမြင်နိုင်တယ်ကြားနိုင်တယ်သူကတော့ရောက်တယ်လို့မသင်ကြားဘူးပေါ့ဒါသူရောက်တယ်လို့လောကအသုံးကမသုံးဘူးခြေတုံးကဆိုလို့ရှိရင်အမြင်နဲ့အကြားဟာမရောက်ဘူးလို့ဆိုပြီးတော့အဆုံးဖြတ်ပြီးပြေးထားတာပဲအသင်ကလည်းပဲမျက်စိစီမလားမျက်စိကလည်းအသင်စီမသွားအပန်းကလည်းနားစီမလားတဲ့နားကလည်းအပန်းစီမသွားတဲ့အသင်နဲ့အပန်းဟာမရောက်ဖဲနဲ့အာယုံယူနိုင်တဲ့ဥစ္စာဆိုပြီးတော့ဒီကကျမ်းစရာတွေရေးထားကြပါတယ်ဒါတွေကတော့ခုဖြစ်နေကြရင်တော့ဒီဥစ္စာတော့မှားနေနေမယ်နဲ့တူတယ်လို့ဆိုတာအခုကလည်းလက်ခံနိုင်မဟုတ်ဘူးဘာလို့လဲဆိုတော့သူကအခုအပန်းနေလို့ပါတယ်နဲ့သူကသွားနေတာပဲအပန်းနေမကောင်းအယုတ်တွေလည်းနှွှတ်နေတာသွားနေတယ်သူကဒါတော့အခုဖြစ်နေတော့အဒီဥစ္စာတွေကကြားကြတယ်ကအမှန်တရားကြတဲ့ပုဂ္ဂိုလ်ကြီးပြီးထားကြတာဒါပေမဲ့ဘုရားဟောတော်မဟုတ်ဘူးလို့ကအဲဒါသူကအဲ့ဒါတွေကတော့ဟုတ်မယ်မဟုတ်ဘူးလို့ကအခုရောက်တယ်လို့ဟောတာကတော့လောကအထင်များဖြင့်ရောက်ပြီးတော့သိရတယ်လို့လူများအပြီးမှပြုတယ်တဲ့အဲ့ဒါကိုအကျဉ်းဆုံးပြီးတော့ဟောပါတယ်နှာခေါင်းနဲ့အနံ့ဟာအနံ့ကနှာခေါင်းနဲ့ကြောင့်မအားလို့ဒီလိုမရောက်လို့ရှင်သာမသိဘူးအဲ့ဒါလောကအထင်မြင်ကရောက်လာတယ်ဆိုတော့သင်ကြားတယ်အကြလာကလည်းတရားပေါ်သင်မှုမှာပဲတရားပေါ်မတင်ပြီးလို့ရှိရင်အနန္တမှာဗာများတဲ့ထက်ထားရုံနဲ့လည်းရတာမပေါ်သေးဘူးလည်းနဲ့တို့ကြည့်ုံနဲ့လည်းမပေါ်သေးဘူးလက်ကမြောက်လာလို့ဟုတ်လားသားပြယူလာတော့ပဇာနာရောက်ပဇာပေါက်ရောက်ပဇာထဲမထည့်ရသေးဘူးဆိုမသိသေးဘူးပဇာထဲထည့်ပြီးလို့ဆရာပေါ်ရောက်မှပဲရတာပေါ်လာကိုဒါတော့ဒါရောက်မှပဲဒါလောကအချင်းချင်းပဲအတွေ့အထိဆိုတာပိုးသင်ကြတာပေါ့အတွေ့အထိဆိုတာကောင်းတာဖြစ်မကောင်းတာဖြစ်တိုက်ဆိုင်မှာရှိမှာပဲဘာမှသိတာမရှိလို့ရှိရင်ဟိုမှာမသိပါဘူးခုဆိုလို့ရှိရင်တော့သူ့ကိုမနှင်းမဲနဲ့သူနာဘေးနာကပ်ပြီးတော့ကြောင်ပြီးနင်းပိုင်းသူ့မှမရှိခဲ့ပဲပူတဲ့ဥစ္စာလည်းပဲအဲ့ဒီပူတဲ့ဥစ္စာမရှိဘဲနဲ့နာနာတွေနဲ့လက်နဲ့ပါနဲ့ကိုင်းနေအနာနာမှနင်းနေဆိုရင်ဘာမှဖြစ်တော့သူ့သွားပြီးမှပူတာပဲဒါတော့ရောက်မှာပဲဒီအာယုန်တွေကသင်ကြားဒါကြောင့်ဒီအာယုန်သုံးခုကတော့လောကဝါရဲ့အားဖြင့်ရောက်မှရောက်ပြီးတော့သိရတော့ကြောင့်အမှုတာဆိုပြီးရောက်ပြီလို့ပေါင်းပြီးတော့ဒီဘာဟိယကလည်းပဲအချင်းချင်းဟောရင်နားလည်းပုဂ္ဂိုလ်ကိုချင်းချင်းဟောပါတယ်အကျေစင်သာသုံးခုသောပြီးတော့ဟောရမယ်နာမီ၌နာယုံမြသိရမည်သာဒီ၌သာယုံမြသိရမည်တွေ့ထိဒီ၌တွေ့ထိယုံမြသိရမည်ဒီလိုသုံးခုဟောရမှာအခုသဘုတ်တော်လို့သာရောက်ဒီ၌ရောက်ယုံမြသိရမည်ကဲဆိုတော့အောင်ရောက်ဒီ၌ရောက်ယုံမြသိရမည်ရောက်ယုံမြသိရမည်ရောက်ဒီ၌ရောက်ယုံမြသိရမည်ရောက်ဒီ၌ရောက်ယုံမြသိရမည်ရောက်ဒီ၌ရောက်ယုံမြသိရမည်ရောက်ဆိုတာရောက်ပြီးတော့သိတာကိုပြောတယ်ရောက်ပြီးနှာခေါင်းနဲ့အနံ့ရောက်ပြီးနှာခေါင်းနဲ့အနံ့နဲ့တွေ့ပြီးရောက်ပြီးတကလားပြီးပြီလျာနဲ့အရသာနဲ့ရောက်ပြီးတော့ပြီးပြီကိုယ်နဲ့အတွေ့အထိနဲ့ရောက်ပြီးတော့ပြီးပြီအဲဒီလိုရောက်ပြီးတော့ပြီးတာရောက်ဒီနဲ့ရောက်ယုံမျှသိရမည်အဲတော့အကျက်ဆက်လိုက်မယ်ဆိုရင်တော့နာမီ၌နာယုံမျှသိရမည်နာတိုင်းနာတိုင်းလားအနာမယသာတိဒီ၌သာတိယုံမျှသိရမည်သာတိဓာရီရတယ်ပဲရတာလေးပြီးရင်ဆိုတယ်ရှင်တဲ့သတိရတာလေးပြီးပြီးဒီရင်ရရမယ်ဘာကောင်းမှာအမင်းလေးကအာသာဘာသာပဲသတိအဲ့ဒါလေးတောက်ပြီးတော့စဉ်းစားမနေအောင်ဒါကြလေရတာရတာပြီးုံညာလေးတွေသူကရပ်သွားရတယ်ဒါမှနောက်ကဆက်ပြီးပြီးလိမ့်တာတွေမဖြစ်မှာအတွေ့အထိတွေတဲ့အတွေ့အထိတွေကတော့အများကြီးပဲဒီလိုလုံးမှာဒီတော့ကစားပြီးခေါင်းတရားခေါင်းလာစားပြီးဒီတော့တရားသွေးသားတွေသွ
ဆိုးနေတဲ့နေရာတွေဆိုအကုန်လုံးအတွေ့အထိတွေပြီးနေတာပဲဒီမောမောအတွေ့အထိတွေရှိတယ်ဉာဏ်ဉာဏ်ခဏအတွေ့အထိတွေရှိတယ်မြင်းဉာဏ်ဉာဏ်အတွေ့အထိတွေရှိတယ်မျိုးစုံပဲအဲဒီရှိတာတွေလည်းပဲရှိုံများပြီးုံများလေးတွေရရမယ်တဲ့ဒီရင်မရဖဲနဲ့ဒါကလက်ပဲဒါခြေပဲဒါကလူပဲဒါယောက်ျားပဲမိန်းမပဲစသည်ဖြင့်အဲဒီအတွေ့အထိတွေကြောက်ပြီးတော့ကိလေသာတွေပြောင်းတယ်အဲဒီစိတ်ကူးတွေကြောက်မလို့ဘူးဆိုလိုပါတယ်ဒီမှာရှိုံလေးတွေရရမယ်ရှိတာလေးရှိရဟုတ်ဒါကနမတာကျမ်းသာတဲ့ဥစ္စာပဲနာတာပဲစသည်ဖြင့်ဒီမှာစိတ်ပြတာတွေလည်းမရောက်ပါဘူးကာယဇာတွေလည်းမရောက်ပါဘူးပြီးပြီးရုံများလေးတွေပြီးကြောက်ပြီးကြောက်ဒီရင်မကြဒါမို့အဲ့ဒါသုံးခုကိုပေါင်းပြီးတော့ရောက်တဲ့ရောက်ရုံမြဖြစ်ရမည်ကြံပြီးဒီနဲ့ကြံပြီးရုံမြဖြစ်ရမည်တဲ့ကြံပြီးတာလေသိကုသနာကြံနေတာလေဝိညာတေဝိညာတမတံဘုဇိဝိညာတေကြံပြီးဒီ၌ဝိညာတမတံကြံပြီးရုံမြတဲ့ဘုဇိဖြစ်လက်တံသိကုနဲ့ကြံပြီးစဉ်းစားပြီးပြီးတယ်ဒီမှာလဲပြီးရုံလေးရပါတဲ့ရှင်းဆက်ပြီးကြလားအခါဒီမျိုးတော့ခေါ်ကြီးကြောက်ပြီးတော့စဉ်းစားမရဘူးစိတ်ကူးကြံပြီးမှုလေးချင်းစိတ်ကူးရစဉ်းစားရင်စဉ်းစားရကြံရင်ကြံတယ်ပြီးရင်ပြီးရဒါလေးတွေတော့သူ့ပြီးတော့ရပ်သွားမှာဒါရင်ဆိုတော့ကြံပြီးဒီနိုင်ကြံပြီးရုံမြဖြစ်ရမည်ကြံပြီးဒီနိုင်ကြံပြီးရုံမြဖြစ်ရမည်ကြံပြီးဒီနိုင်ကြံပြီးရုံမြဖြစ်ရမည်ကြံပြီးဒီနိုင်သံဃာတော်များဘုရားအဲ့ဒါလေးတော့ခေါ်တာပဲသူကလွယ်လွယ်လေးဘာမှမဆက်ဘူးသူကပါဠိလိုလည်းဆိုတာပဲဒိဋ္ဌိဒိဋ္ဌမတ္တံဘုဣတတိသုတေသုဒ္ဓမတ္တံဘုဣတတိမုတေမုဒ္ဓမတ္တံဘုဣတတိဝိညာတေဝိညာတမတ္တံဘုဣတတိပါဠိလိုလည်းလွယ်လွယ်ဗမာလိုလည်းမာလိုကတော့ပိုးလို့သာပေါ်တယ်မြင်မြင်၌မြင်လုံးမြင်မြဖြစ်ရမည်ကြားရင်၌ကြားရုံမြဖြစ်ရမည်ရောက်ရင်၌ရောက်ရုံမြဖြစ်ရမည်ကြံပြီးရင်၌ကြံပြီးရုံမြဖြစ်ရမည်ဘာမှမဖြစ်ဘူးလို့သာလွယ်လွယ်လေးပဲအဲ့ဒါဧဝံဟိတေဘာယဝိသိတာပါတဲ့ဒါကျင့်ဖို့ကိုးပြီးဘာယစိတ္တဘာယဘာယဗရဂိဧဝံဟိဒီအတိုင်းပင်ဒေသနိဗ္ဗိတာဗံရှိရမည်ဒီတိုင်းကျင့်ပါတဲ့ကိုယ်ကြီးသာဆိုလို့ရှိရင်မြင်တိုင်းမြင်ုံနဲ့ရပြီးသိလျှောက်ပြီးတော့မသိဘူးဆိုရင်မြင်လာလေးကမြင်ပြီးကြောဒီရင်ရသွားတယ်မြင်လာလေးကနေသတ္တဗနာတာပြီးသွားတယ်ရတာလေးဟာလည်းပဲကြားပြီးကြောမသိလို့ပြီးလို့ရှိရင်သူကကြားရုံနဲ့ရရင်နေသတ္တဗနာတာလေးသိနေတာကြားလိုက်ဟောအစ်ပဲကြားလိုက်အစ်ပဲကြားလိုက်အစ်ပဲထို့သူကမြင်လိုက်အစ်အကုန်လုံးအစ်ကြီးတယ်ပဲသူကကြောက်တော့တာတွေနိစ္စသဘာနာတဒီပြီးဒီကလာကြားရုံနဲ့လေးရပါတဲ့နာပြီးတဲ့သဘောအရာလာပြီးတဲ့သဘောအတွေ့အထိပြီးတော့ပြီးတဲ့သဘောအဲ့ဒီမှာလည်းရောက်ပြီးတော့ပြီးတာရောက်ရုံနဲ့ပြီးရုံနဲ့လေးရပါတဲ့ဒီမှာလည်းနာပြီးကြောက်ရတာလေးပေါ်ပြီးကြောက်အတွေ့အထိလေးတွေကိုရရှိပြီးကြောက်ပြည့်လို့ဘောလို့ဆိုတာခေါင်းသာပင်သာအစပြီးကိုယ်သာဆန်းသာလို့ကြားတာကိုယ်တွေကနာရကျင်လာကြတဲ့တွေအကုန်လုံးပေါ်တယ်အများကြီးလို့ကိုယ်နဲ့တွေ့ကြည့်တယ်အဲ့ဒါလေးကရှိပြီးကြောက်ပြီးချက်ချင်းပြောက်လိုက်တာလေးပြင်ရပါတယ်ပြီးတော့သိကုသနာကြံပြီးတဲ့သဘောလေးကြံပြီးချက်ချင်းပြောက်တော့တာလေအဲ့ဒါလေးပြင်ရပါဘာကြံသေးတော့ဘာမှမကြံဘူးကိုယ်ကြီးအဲ့ဒီတိုင်းသာပြီးလို့ရှိရင်ဒါဝိပဿနာကလည်းသုံးပြီးသူကအရဟတမေရတ္ဖို့တော့ရောက်နေတယ်ဥစ္စာအကုန်လုံးပြီးနေဘာမှမကြံတော့ဒါကြောင့်ဧဝံဟိဒေဘာယသိကိတာဘာယစိတ္တဘာယဧဝံဟိဤသောကဲပြီးတော့ရှင်းရအားဖြင့်ပင်လေဒီသနိသိကိတာဘာရှင်းရည်ရှင်းရမည်ဒီတိုင်းရှင်းပါဒီတိုင်းရှင်းရင်ဘာအကျိုးတွေရမလဲဆိုတော့အကျိုးတွေရဖို့မနောက်ကပြောဇာတော်သမဘာအေယဒေဒေဒိဋ္ဌမတံဘုဣတတိပုတိပုဒ္ဓမတံဘုဣတတိမူတေမူတံမတံဘုဣတတိဝိညာတေဝိညာတမတံဘုဣတတိရောသောဘာယနာတိနာဘာယမရောရတော့ကျင်ခါကာလ၌သေသင်အာဒိဋ္ဌိမြင်သည်၌ဓမ္မတာမြင်ုံမြတဲ့ဘုဒ္ဓတိစေတနာပုတေကြားတဲ့ပုဒ္ဓမတာကြာယုံမြတဲ့ဘုဒ္ဓတိစေတနာမူတေရောက်ရသည်၌
ဘုဒ္ဓမာတာရောက်ဝိညာဉ်ဘုဒ္ဓတိဖြစ်တာဝိညာဉ်တွေသိရတယ်နဲ့ဝိညာဏပါတာသိဝိညာဉ်တွေဘုဒ္ဓတိဖြစ်လက်တာဒါတော့ထိုလိုဖြစ်သောခါကာလ၌တွင်ပင်သည်ဒေနာတို့မြင်ရကြားရရောက်ရသိရသောအာယုန်နှင့်တကွာနာဘုဒ္ဓတိမဖြစ်လက်တံမြင်နေမြင်မြဒီနေပြီတဲ့မြင်တိုင်းမြင်ပြီးကြောမြင်ပြီးကြောမြင်ပြီးကြောပြောပဲဒီလိုပဲအသိဉာဏ်ရောက်တယ်မြင်ပြီးဖြစ်ဖြစ်သွားကြောက်သွားမမြဲဘူးဒီကြည့်နေဆင်းရဲပဲသွားသူဖြစ်ဖြစ်သွားတဲ့သဘောတရားအနတ္တတရားပဲမြင်ရတယ်စပြီးတော့မြင်ရတဲ့အာယုံရောမြင်ပြီးတာရောမျက်စိနဲ့တကွာဒီကိုယ်လုံးရောပေါ်လဲမြင်လာတဲ့ရိတ်ကနေပေါ်ပြီးကြောက်တာမမြဲတဲ့တရားပဲဒီကြည့်နေဆင်းရဲပဲပုဂ္ဂိုလ်သတ္တဝါမှုတဲ့သူ့ဟာသူဖြစ်နေတဲ့သဘောတရားများပဲလို့မြင်နိုင်နေရှိမှပြီးပြီသို့သူကြားတယ်ပဲဒီလိုပဲကြားပြီးတဲ့သဘောရောကြားတဲ့အာယုံရောကြားပြီးရင်ကြောက်သွားရင်လည်းမမြဲတဲ့သဘောပဲသိချင်းနဲ့ဆင်းရဲပဲပုဂ္ဂိုလ်သတ္တဝါမှုတဲ့သဘောတရားပဲသူ့ဟာသူအာယုံနဲ့အတွေ့နဲ့တွေ့ပြီးတော့ကြားပြီးတာများသဘောလေးတွေပဲလို့အနတ္တတရားပဲလို့ဒီနိစ္စတဗန္တာပြီးနာယာစားယာတွေ့ရှိယာဒုတိယဆိုရမှာကိုယ်ရဆန်းရထိုင်ရထားရသွားရလာရလှူကြရအကုန်လုံးပေါ်လူကြီးအဲ့ဒါလေးတွေကလည်းဒုက္ခိတနဲ့သူဖြစ်ပြီးကြောက်တာပြီးနေသိကုသကြံရမှာတော့ဒီလိုပဲသိနေပြီဆိုရင်ဘယ်နဲ့နေလို့ဆိုတော့ဒုက္ခကာလ၌ဒီနာတို့မြင်ရတော့အာယုံစားပြီးနှင်းတွင်နေပြီတော့ဒီနာတို့မြင်ရတော့အာယုံစားပြီးနှင်းနာမဖြစ်လက်တံမြင်ရတော့အာယုံနဲ့သင်ဟာကွဲသွားပြီဒီလိုမသိတဲ့ပုဂ္ဂိုလ်တွေကမြင်ရတဲ့အာယုံနဲ့မြင်ရတာကြားရတာနားရတာစားရတာဒုတိယတာသိကုသကြံရတာနဲ့ကိုယ်နဲ့ဟာရောနေတယ်သူကရောနေတယ်မြင်တာဟာလည်းငါပဲမြင်ရတာဟာလည်းကိုယ်ကိုမြင်တယ်ဆိုရင်ငါပဲသူများမြင်လို့ရှိရင်လည်းဘယ်သူပဲပါပဲမြင်တာကငါပဲသူကငါနဲ့ဟိုကမြင်မှုနဲ့ကတွဲကြည့်ကြမြဲမပြောက်ဘူးဖြစ်ပြီးပြတ်သွားတယ်လို့မသိဘူးတို့ကမြင်မှုနဲ့စပြီးတော့ကောင်းတယ်သမ်းသာတယ်မြင်ရတာနေရာကျတယ်ဆိုပြီးဒီလိုတရားမှုတွေသာကြရှင်းရတယ်လေပေါ်နေပုဂ္ဂိုလ်တ attva ပဲမြင်တာကငါပဲဒီမြင်တာအစတဲ့ငါရှိနေတာပဲအခုမြင်ရတယ်အရင်ကရှိနေတဲ့ငါကတော့မြင်သွားတာပဲတော့ငါနဲ့ကိုမြင်ရတာနဲ့ရောနေတယ်တည်းတည်းမပြောက်ဘူးအခုမြင်တိုင်းမြင်ပြီးကြောက်ကလေးသိနေလို့ရှိရင်တဲ့အဲ့ဒီမြင်မှုနဲ့စပြီးတော့ငါပဲလို့ဆိုလာတဲ့အာယုံနဲ့ဘာမှမပြောစဘူးနဲ့ငါဆိုရှာလို့တော့မရငါမရှိတော့ဘူးမြင်တဲ့သဘောနဲ့မြင်ပြီးကြောက်မြင်တာလည်းငါမဟုတ်ဘူးအဲ့ဒါတွေကလည်းဖြစ်ပြီးကြောက်တော့တာမြင်ရတဲ့တရားပဲမှန်တိုင်းသိနေပြီတဲ့ပြီးတော့မြင်တိုင်းမြုံမြကြီးနေလို့ရှိရင်မြင်ရတဲ့အာယုံနဲ့သင်တဲ့ဟာလည်းပဲတွဲဆက်နေတော့ပါဘူးတဲ့နှစ်သက်စရာအာယုံဖြင့်အာယုံလိုအောင်းလို့နှစ်သက်ပြီးတော့မနေဘူးတဲ့မုန်းစရာအာယုံလိုအောင်းပြီးမုန်းပြီးတော့မနေဘူးတဲ့မြဲတယ်ချမ်းသာတယ်ကောင်းတယ်စသည်ဖြင့်ဘယ်လိုလဲလွဲမှားပြီးတော့အလွဲမှားတွေပြီးပြီးတော့မနေတော့ဘူးတဲ့ဒီလိုဆိုလိုပါတယ်သို့သူကြားတဲ့အာယုံနဲ့နားနဲ့အာယုံစားတဲ့အာယုံနဲ့ဒီတိုင်းနဲ့တွေ့ကြည့်တဲ့အာယုံသိကုသကြတဲ့အာယုံဒါတွေလည်းဒီတိုင်းနဲ့ဖြစ်ပြီးတော့မမြဲတာလေးတွေပြီးနေလို့ရှိရင်သာနှစ်သက်တမ်းမဲ့ပြီးတော့သင်ဟာသာနှစ်သက်တမ်းမဲ့ပြီးတကလားမနေဘူးလေသာနှစ်သက်တမ်းမဲ့တဲ့သင်ရလို့ဆိုတာမရှိတော့ဘူးလို့ဆိုလိုပါတယ်သာနှစ်သက်တမ်းမဲ့တဲ့ပုဂ္ဂိုလ်လည်းမရှိဘူးမုန်းကြပုဂ္ဂိုလ်မုန်းတဲ့မုန်းသက်ဆုံးတဲ့ပုဂ္ဂိုလ်မရှိဘူးမြဲတဲ့နေစားပြီးချင်းအထင်မှားလွယ်မှားအပြီးမှားပြီးတော့နေတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးတဲ့ဒါကိုပါဠိတော်ကတော့ရာတော်တို့သူသောတော်မုံလောတော်တို့လည်းသုံးထားတယ်ဆိုရာတော်တတ်မဲ့တဲ့ပုဂ္ဂိုလ်တွေမှာရှားလို့မရဘူးဒုသောစိတ်ဆိုးစိတ်ပြည့်နေတဲ့ပုဂ္ဂိုလ်ရှားလို့မရဘူးမုံသောမြဲတဲ့စသည်ဖြင့်အလွယ်မှားတွေအမဟုတ်တာတွေလျှောက်ပြီးတော့သိနေတဲ့ပုဂ္ဂိုလ်တွေမှာရှားလို့မရဘူးဘာရှိနေတော့ပြည့်ပြီးကြောက်သွားတာပဲရှိတယ်ဒါပဲပြည့်ပြီးကြောက်မမြဲတဲ့တရားပဲရှိတယ်ဒီကြည်နဲ့ဆင်းရဲပဲရှိတယ်ပုဂ္ဂိုလ်တ attva မဟုတ်တဲ့သဘောတရားအနတ္တတရားပဲရှိတယ်ဆိုဒီလိုပဲသူကရှင်းပြီးတော့သိတယ်
ရောဒုက္ခနာဤတွန်းတင်းဤဒေနတို့ညာတော့ဆင်းစသည်နှင့်နတကွမဖြစ်လက်တံယတောတွန်းနဒေနရောတွန်းနတထယတောသင်္ခါကာလ၌တွန်းတင်းဤဒေနတို့ညာတော့ဆင်းစသည်နှင့်တကွနဘုဒ္ဓတိမဖြစ်လက်တံရောဒုက္ခကာလ၌တွန်းတင်းဤတထတို့ညာတော့ဆင်းစသည်၌နမတိလက်တံညာတော့ဆင်းတဲ့စသည်နဲ့တွဲပြီးတော့မနေတော့ဘူးတဲ့မြင်ပြီးတော့ဘယ်လိုဖြစ်နေလို့ရှိရင်တဲ့အဲ့ဒီခါမှာမြင်ရတဲ့ဆင်းစသည်ပေါ်မှာသင်ဟာပြီးနေပါဘူးတဲ့အဲ့ဒီအာယုန်တွေကိုဆွဲလမ်းပြီးတကလားမနေတော့ဘူးတဲ့မြင်တဲ့အာယုန်ကိုပြန်စဉ်းစားပြီးဆွဲလမ်းမနေဘူးကြားတဲ့အာယုန်နာနဲ့အာယုန်စားတဲ့အာယုန်သိရှိတဲ့အာယုန်ဒီကုသနာကြံစည်နေတဲ့အာယုန်တွေပြန်ပြီးတော့စဉ်းစားပြီးတော့ငါပဲမြင်ခဲ့တယ်ဘယ်သူမြင်ခဲ့တယ်ဘာကြားခဲ့တယ်ဘယ်လိုဟာကိုပြောတယ်စသည်ချင်းပေါ်လေအဲ့ဒါတွေဆွဲလမ်းပြီးတော့မနေတော့ဘူးတဲ့ဆွဲလမ်းမှုတွေမဖြစ်တော့ဘူးတဲ့တဏှာနဲ့ဆွဲလမ်းပြီးတော့မဖြစ်ဘူးအဲဒီပြင်မာနတို့ဒိဋ္ဌိတို့လူကိလေသာတွေနဲ့ဆွဲလမ်းပြီးတကလည်းဘာကိလေသာတွေနဲ့မှမဖြစ်တော့ဘူးတဲ့ကယတောတွန်ဘာယိယနာတထရောတွန်ညေဝိဒနာဟုရံနာဟုပြမန္တရေနာဣဇေဝံတောဒုက္ခကဘာယိယစိတ္တဘာယိယယတောကျင်္ခါကာလ၌တွန်းတင်၏တထတို့မြညာတော်စဉ်စသည်၌နမတိလတ္တရောထိုမြညာတော်အစမြညာတော်စဉ်စသည်၌တမဲ့ကျင်စသည်ဖြင့်မတိသောအခါကာလ၌တွန်းတင်သည်ဤရာဤလောက၌လည်းနမြေဝမရှိတော့သည်ခုရန်တော်သောလောက၌လည်းနမရှိတော့သည်ဥပ္ပယအန္တရေနနဘာဇုံကိုပယ်၍လည်းနမရှိတော့သည်အဲဒီတော့ဒါလေးတွေတော့ဆက်တယ်လို့ဘုဖြစ်တုံအသုံးလေးတွေမြင်ရတော့အသိကြားတော့အနာနာရတော့အနာသိစီရတော့အစားရရတဲ့ဒုတိယတဲ့တွေ့ရှိဒီကုစဉ်းစားရတဲ့သဘောအာယုံအဲဒီအာယုံနဲ့စပ်ပြီးတော့သာမေစီယသာယာစီယသိခိုးစီယစသည်အနေအားဖြင့်ကြီးနေလို့ရှိရင်တဲ့ဒီအာယုံလေးဟာဒီစီယကောင်းတယ်မုန်းစီယကောင်းတယ်ဘယ်လိုမဖြစ်လို့ရှိရင်ပေါ့အဲ့ဒါသင်ဟာနေဝဣဒဤလောကမှာလည်းမရှိတော့ဘူးဒီလောကမှာလည်းပဲငါလို့ဆွဲလန်းပြပုဂ္ဂိုလ်ဒီမှာမရှိတော့ပါဘူးတဲ့တဘာသောလောကမှာလည်းမရှိတော့ဘူးဒီလောကတဘာသောလောကနှစ်ခုလုံးကိုပယ်ပြီးတော့လည်းမရှိတော့ဘူးဒါချင်းဒီလောကမှာလည်းရှိဒီလောကလာမှာလည်းရှိဘယ်မှမရှိတော့ဘူးလို့ဆိုလိုပါတယ်အင်ကြီးဝါရဆိုပြီးတော့သာသနာကထုတ်ပြတယ်အင်ကြီးဝါရကတော့ဤကဤလောကဆိုတာအစ္ဆတိကယတနာ6ပါးခေါ်တယ်တဲ့အတွင်းကမျက်စိနားနှာခေါင်းလျာကိုယ်စိတ်တစ်ခုကိုခေါ်တယ်ခုရံတဘာသောလောကဆိုတာဘာလို့ဆိုရင်ဘာယယတနာ6ပါးကိုခေါ်တယ်တဲ့အသင်္သာနာရတာသူသဘောအောင်6ပါးကိုခေါ်တယ်အောင်6ပါးပေါ့ဒွါရ6ပါးနဲ့အောင်6ပါးပါပဲဒီရုပ်ကတော့ညာနာလဲတာကတော့ဒွါရ6ပါးသုံးမှနားလဲအစ္ဆတိကယတနာဆိုခေါ်ရတဲ့ဘာယယတနာခေါ်ရတဲ့အဲဒီတော့ဒွါရ6ပါးဒွါရ6ပါးမျက်စိနားနှာခေါင်းလျာကိုယ်စိတ်ဒွါရ6ပါးကယောဂဒီဘက်ကကြအတွင်းဘက်ကြတာဒီဘက်ကလောကအာယု6ပါးမြင်ရတဲ့အခြင်းကြားရတဲ့အမှန်နားရတဲ့အနတ်စားရရတာတွေ့ရတဲ့အတွေ့အထိဒီကုသနာရတဲ့သဘောအာယုဒါတော့အသင်အသာနာအရတာအတွေ့သဘောအာယုဒီ6ခုကဘာယယရဏဆိုရတာအပြင်အာယရဏပေါ့တွင်းအာယရဏအပြင်အာယရဏဒီလိုကမှလို့ဆိုရင်လည်းနည်းနည်းတော့လွယ်တယ်လို့ဘာ6ပါးအာယု6ပါးပါပဲအဲ့ဒါအာယု6ပါးအာယု6ပါးကိုပြင်အာယရဏခေါ်တယ်အဲ့ဒါကသဘာဝလောကပဲနာဥပ္ပယမန္တရေနဥပ္ပယနှစ်ပါးစုံကိုအန္တေနကျင်၍ဆိုတော့ဉာဏ်တစ်ခုကိုကျင်လိုက်ရင်ဘာရှိတော့ဝိညာဉ်6ပါးကျန်နေတယ်ဝိညာဉ်6ပါးဟုတ်လားမြင်တာကြားတာနာတာစားတာသိပြီးတာ
ဒီကုသနာကြံပြီးတာအဲ့6ပါးကြတယ်အဲ့ဒီဝိညာဉ်6ပါးမြင်ပြီးတာမှတ်ပြီးတာကြားပြီးတာမှတ်ပြီးတာနားပြီးတာမှတ်ပြီးတာစားပြီးတာမှတ်ပြီးတာတွေးကြည့်ပြီးတာမှတ်ပြီးတာဒီကုသနာကြံပြီးတာမှတ်ပြီးတာအဲ့ဒါတွေကဝိညာဉ်6ပါးကိုအလေကောင်ကကြားနေတယ်အဲ့ဒီမှာလည်းမရှိတော့ဘူးလေအဲ့ဒါဆိုလိုတာကတော့မြင်တယ်ဆိုလို့ရှိရင်ပေါ့လေမြင်တယ်ဆိုလို့ရှိရင်သတိပုဂ္ဂိုလ်တွေနေရာချင်းတော့မျက်စိနဲ့တကွာတစ်ကိုယ်လုံးအကြောင်းပြုပြီးတော့ငါပဲဆိုပြီးတော့ဒီဆွဲလန်းရှိတယ်အဲ့ဒီခိုက်တာမှာဒါလည်းမရှိဘူးလေလို့လားမျက်စိနဲ့ဟုတ်လားမြင်တာရှိမှပြီးတော့နိဗ္ဗာန်ခုနပြောတဲ့ဟိုယထာသက္ကုဇာရုနိရောဓရိဥပဒညာဇာနိနိရောဓိတရားရနေဝိရိဒဘေကိုယထာကျင်နိဗ္ဗာန်ရနဲ့သက္ကုဇာမျက်စိဒီနိရောဓိချုပ်ဤရူပပညာသာရူပပညာတိနိရောဓိချုပ်တရားရနေတို့သက္ကုရူပပညာနှစ်ပါးသောဤထုတ်ရဟုသောတရားအကြောင်းအာယုန်၌အကြောင်းအာယုန်ကိုဝိရိဒဘေဝိရိဒပံသိရမည်ဆိုမြင်ပြီးတော့နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်မြင်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတဲ့ပုဂ္ဂိုလ်မြင်တယ်လို့မှတ်ပြီးတော့မှတ်ပြီးသားမယ်အမြင်လေးမှတ်ပြီးသားမယ်မှာနိဗ္ဗာန်အာယုန်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်သိရမယ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်မှာမျက်စိနဲ့တကွာဒီကိုယ်လုံးဘက်ကလည်းနေပြီးတော့ငါပဲလို့ငါရဲ့လို့ဆိုတာဒီမှာကြားလို့မရဘူးဆွဲလန်းကြမရှိမြင်ရတဲ့အဆင်းနဲ့ဘက်ကနေပြီးတော့ဆွဲလန်းကြလည်းမရှိဘူးမြင်သိတာနဲ့မှတ်သိတာနဲ့နှလုံးသွင်းတာနဲ့အဲ့ဒီဘက်ကနေပြီးတော့လည်းငါလို့ဆွဲလန်းကြမရှိသုံးခုလုံးကိုယ်လုံးကြောက်တော့တယ်ဒီမှာမျက်စိရောအဆင်းရောမြင်သိတာရောမှတ်သိတာရောအကုန်လုံးကိုကြောက်တော့တာကိုဒီမှာအကုန်လုံးသူကြီးသွားတဲ့သဘောဖြစ်တယ်သတိပုဂ္ဂိုလ်နေရာချင်းဆိုရင်တစ်ခုခုကဆွဲလန်းကြရှိနေတာပဲမျက်စိနဲ့တကွာဒီကိုယ်လုံးဘက်ကနေပြီးတော့လည်းငါပဲလို့ဆွဲလန်းကြရှိမြင်သိရတဲ့အာယုန်ဘက်ကနေပြီးတော့လည်းပဲပုဂ္ဂိုလ်ဆိုရင်လည်းငါပဲသူများကိုဆိုရင်လည်းဘယ်သူပဲဝါပဲဆွဲလန်းကြရှိမြင်သိနှလုံးသွင်းတဲ့ဘက်ကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းငါပဲလို့ငါမြင်တယ်ငါသိမြင်တယ်ငါသိတယ်ဒီလိုငါဆွဲလန်းတယ်ငါလေးကမပြောက်ဘူးဒီနေရာမှာငါလေးရှိနေတယ်သူကအဲ့ဒီငါလေးသူဘယ်မှရှာလို့မရဘူးလေဒီနိဗ္ဗာန်ရောက်သွားတဲ့ခါကလာမှာသို့သူကြားပြီးတဲ့ခါလည်းပဲကြားကလေးရှိမှပြီးနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်ကကြားတယ်ဆိုတာလေကြားပြီးတာလေးမှန်ရင်နဲ့တခါလဲနာယုရောကြားပြီးတာရောကြားတဲ့အာယုံရောမှတ်ပြီးတဲ့စိတ်ရောအကုန်လုံးညွှန်တာလေးစိတ်သုံးသွားတဲ့နိဗ္ဗာန်ကိုရောက်တယ်အဲ့ဒီခိုက်တာမှာနာယုံနဲ့တကွာဒီကိုယ်လုံးဘက်ကနေပြီးတော့လဲငါလို့ဆွဲလန်းကြချလို့မရဘူးကြားသိရတဲ့အာယုံလေးဘက်ကနေပြီးတော့အတန်ဘက်ကနေပြီးတော့ချလို့လည်းပဲဒီမှာလည်းအတန်နဲ့လုံးလုံးမရှိတာကိုကြောက်သွားတာဘာမှဆွဲလန်းကြမရှိဘူးကြားသိမှုရဲ့နှလုံးသွင်းမှုရဲ့အဲ့ဒီဘက်ကနေပြီးတော့လည်းငါပဲလို့ဆွဲလန်းကြတယ်မှာဘာမှမရှိဘူးအကုန်လုံးကြောက်သွားနာပြီးတာစားပြီးတာတွေ့ပြီးတာအကုန်လုံးမှာပဲသူကအဲ့ဒီလိုအားကြီးတယ်ပဲအကုန်လုံးဖြစ်တဲ့ယုံနာလေးမှတ်ပြီးတော့ယုံနာသင်္ခါရချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုတွေ့တဲ့အခါကာလမှာအဲဒီလိုတွေ့ရတယ်ဧသေဝန္တဒုက္ခရာဧသေဝါဤဒွါယအာယုံဝိညာဉ်၃ပါးလုံးတို့၌ဘယ်မရှိခြင်းသည်ပင်ဒုက္ခသာကိလေသာဆင်းရဲဝဆင်းရဲဤအန္တောအဆုံးပြီကိလေသာဆင်းရဲဝဆင်းရဲဆုံးပြီဒါနိဗ္ဗာန်ပဲဝါရဘက်ကနေပြီးတော့မျက်စိနားနှာခေါင်းတရားကိုစိတ်ဒီဘက်မှာလည်းငါလို့ဆွဲလန်းကြမရှိဘူးအသင်းအနာနာအရတာအတွေ့သဘောအာယုအဲဒီအာယု၆ပါးဘက်ကလည်းပဲငါလို့ဆွဲလန်းကြမရှိဘူးသူလို့ဆွဲလန်းကြမရှိဘူးမြင်ပြီးတာကြားပြီးတာနားပြီးတာစားပြီးတာတွေ့ပြီးတာသိကုသနာကြံပြီးတာနှလုံးသွင်းတာရှုတာမှတ်တာအဲ့ဒီဘက်ကနေပြီးတော့လည်းငါပဲငါမြင်နေတယ်ငါကြားနေတယ်ငါမြင်ခဲ့တယ်ငါကြားခဲ့တယ်ငါသိတယ်ငါနှလုံးသွင်းတယ်ငါရှုနေတယ်စသည်ဖြင့်ဒီလိုဆွဲလန်းကြဒီမှာလည်းဘာမှမရှိဘူးအဲဒီသုံးခန္ဓာလုံးပေါ်တယ်နေဝိဒဤရာဤအတွင်းအာယတနာ6ပါး၌လည်းနေဝမရှိတော့ဘူးပုရံအပြင်အာယတနာ6ပါး၌လည်းနမရှိတော့ဘူးဥပယမန္တရေနအတွင်းပြင်2ပါးစုံကိုကျင်၍ဝိညာဉ်6ပါး၌လည်းနမရှိတော့ဘူးဣသေဝဤအတွင်းအပြင်2ပါးစုံဤအကြာ
ဝိညာဉ်ဒီဟူသောသုံးဌာနတော်၌မင်းမရှိခြင်းသည်ဖြင့်ဒုက္ခသာကိလေသာဆင်းရဲဝဆင်းရဲအံတော်အပြည့်စုံနိဗ္ဗာန်မေရီမြတ်စွာဘုရားនិဂုံးတာလိုက်တယ်ဒါနိဗ္ဗာန်ပဲအမြဲဝဆင်းရဲဆုံးပြီတဲ့ဒီရောက်လို့ရှင်ဆုံးသွားတယ်အဲဒီတော့ဒီတရားကျူဖို့မှဖို့ပါပဲတရားထုတ်ရတာခဏပြောတဲ့အလုတ်ကတော့ခဏ၄ခုပဲရှိပါတယ်မြင်နေနိုင်မြင်ုံမြကြည့်ရမယ်ကြားနေနိုင်ကြားယုံမြကြည့်ရမယ်နားနေနိုင်နာယုံမြကြည့်ရမယ်ဒါရောက်နေနိုင်ရောက်နေရောက်ယုံမြကြည့်ရမယ်ကြံပြီးပြီးနဲ့ကြံပြီးယုံမြကြည့်ရမယ်၄ခုပဲမြင်လာရဲ့ကြားလာရဲ့ရောက်တာရဲ့သိတာရဲ့၄ခုပဲဆိုအဲဒီ၄ခုပါပဲဆဲလိုက်လို့ရှိရင်၆ခုရှိပါတယ်ရောက်တာကနာနာရဲ့တွေ့ကြည့်ရနာနာရဲ့စားတာရဲ့တွေ့ကြည့်တာရဲ့ဒီ၃ခုကိုရောက်တယ်လို့သုံးတာအဲ့ဒါကိုမြင်သိအောင်များစသည်တရားလို့ရှုလိုက်လို့ရှိရင်ဒါလုံငန်းပြီးတာပါပဲနောက်ကဟာတွေကတော့ကိုအကျိုးတွေကိုပြပါတယ်ညာတာပရိညာပြီးတော့ဣရဏပရိညာနေဇရဘာနာတဣရဏပရိညာပြီးတော့ဘာနာပရိညာဖြစ်ပုံတွေအရိယာမဲ့ဖို့တိုင်အောင်ဖြစ်သွားပုံတွေကိုနောက်ကဆက်ပြီးတော့ပြနောက်ဆုံးဧပိဝန္တဒုက္ခကအတွင်းပဲမျက်စိအစရှိသောအတွင်းမဲ့ဒီဘိုလ်လုံးဘက်ကနေပြီးတော့ကြည့်ရင်လည်းငါလို့ဆွဲလန်းစရာမတွေ့ဘူးတဲ့ဒီထိုက်တာမှာမြင်ရတဲ့အစဉ်စသည်ပြင်ဘက်ကနေပြီးတော့ကြည့်လို့လည်းငါလို့ဆွဲလန်းစရာမတွေ့ဘူးမြင်သိမှုပြုမှုနှလုံးသွင်းမှုဒီကနေပြီးတော့လည်းဆွဲလန်းစရာမရှိဘူးတဲ့ဒီထိုက်တာမှာလူကြီးတို့ယုံနာသင်္ခါရတွေအကုန်လုံးစိတ်လုံးနေတာတွေ့တာပဲဒါကတော့ဟိုယောဂီတွေဒီကိုကိုတွေးမှဖြစ်မှလို့ဆိုတာမတွေးရင်တော့တို့ပြောတာမှတ်ထားရမှာပဲကျွင်းကျွင်းတဲ့တခါတည်းအကုန်လုံးကိုအစားဆိုရင်တော့ဝိပဿနာရှိရင်ကျွင်းကျွင်းပြည့်ပြည့်ကလေးတွေတွေ့နေတယ်တစ်ခုပြောက်သွားတယ်နောက်တစ်ခုပေါ်လာနောက်တစ်ခုပြောက်သွားနောက်တစ်ခုပေါ်လာကုန်းကုန်မကုန်နိုင်ဘူးအဲဒီတော့မကုန်မဆုံးအောင်ဖြစ်နေတာတွေကယုံနာသင်္ခါရငြိမ့်တဲ့နေရာရောက်သွားတဲ့အခါကျတော့ဘာမှကိုမရှိဘဲနဲ့သိသိပါတာအကုန်လုံးငြိမ့်သွားတာအဲဒါမိဂနာပညာကဟောထားတာကောင်းပါလေသဗ္ဗတံစိတ်တံပရပရမနတိကရောတော့ဘဝတံသံတေကမေတောအဘောတံအောက်ကမေအဘောတံမနုဿတောမဟာရာဇနိဗ္ဗာန်သစ္စိကရောတိယောသတိတဲ့နိဗ္ဗာန်မျက်မှောက်ပြုဖို့မိလိန်နာမင်းကကျင်သာသိင်ကိုမေးတဲ့နိဗ္ဗာန်ဟာအယုအချင်းပုံသဏ္ဍာန်ပဲနဲ့နေပါတော့ဘယ်နဲ့ဥပမာယူရပါမလို့ပြီးတော့ကျင်သာသိင်ကနေ့ကပြောခဲ့တဲ့အတိုင်းပဲအယုအချင်းပုံသဏ္ဍာန်တွေအရွယ်အစားတွေဘာမှမရှိဘူးဥပမာလည်းမရှိဘူးလို့ပြောတော့ဒီနိဗ္ဗာန်မျက်မှောက်ပြုပြီးပြုတာခက်တာဘောသူစားပဲနဲ့အနည်းနဲ့ဆေဝတ္ထုကြလို့ရှိရင်တော့မျက်မှောက်တွေ့ပြီးတော့ပြီးဝယ်ရှိတာကပုံသဏ္ဍာန်လည်းမရှိဘာလည်းမရှိဥပမာလည်းမရှိဘာမှမရှိဘူးဆိုတော့ဒီမရှိတဲ့ဥစ္စာဘာမှဒီပုံသဏ္ဍာန်ထေရယသတိမရှိတဲ့ဥစ္စာမျက်မှောက်ဘယ်နဲ့လုပ်တွေ့ပါမလို့လို့မေးတဲ့အခါမျက်မှောက်တွေ့ပုံလေးကိုဟောထားတယ်ပရာပရာဆင်းခြင်းမနတိကရောတော့လုံးသွင်းပြုမှာသောသဗ္ဗထောယောဂီပုဂ္ဂိုလ်ဤသာစိတ်တံအဆင့်ဆင့်ပြုမှနေတော့စိတ်ကလေးသည်ဟိုတံမပြတ်ဖြစ်နေတဲ့ယုံနာစဉ်ကိုသမတေကမိန်တော်ကျော်လွန်၍အဘောတံမပြတ်ဖြစ်နေတော့ယုံနာရင်ကြောင်းများဆန်းကျင်မဲ့သဘောတွေကိုအောက်ကမတိသက်ရောက်နေတော့သည်ဓမ္မယောဂီပုဂ္ဂိုလ်အနာမစဲဖြစ်ပြနေတဲ့ယုံနာတွေကိုဖြေလိုက်ပေါ်လိုက်ကြောက်လိုက်အဲ့ဒါကြီးတွေတွေ့နေရတယ်အပရာပရာအရှင်းတယ်သက္ခာနဲ့ရှိရတယ်တဲ့ဒီစိတ်လေးရကျွနေရင်လည်းအဲ့ဒီတော့ပြလိုက်မပြတ်ဖြစ်နေတဲ့ရေရင်များလို့ပဲဒီကြောင်းများလို့ပဲရေရတော့ဒီရောက်လာတဲ့ရေတွေသွားအထက်ကရေတွေရောက်လာကြတာဒီကရေကုံသွားကြဟိုအထက်ကရေတွေရောက်လာတယ်ကုန်းကုန်းဆိုင်မှုကလည်းဒီတဲ့ချောင်းထဲမှာအမြဲတမ်းတွန်းနေသိနေအဲ့ဒါတော့ပဲမြင်တိုင်းကြားတိုင်းတော့ကြောက်ပါပေါ်တိုင်းနေရှုမှတ်နေရတာမကုန်မဆုံးနိုင်အောင်ဖြစ်မယ်အဲ့ဒါတွေကိုလာပြီးတော့ရှုနေရင်နောက်ဆုံးကြတော့ဗာဖြစ်တယ်ဆိုတော့ဒါစိတ်တန်တို့မပြတ်ရှုမှတ်နေတော့စိတ်ပြီးဘဝတံမပြတ်ဖြစ်နေတော့ယုံနာရင်ကိုသမရိကနေတော့ကျော်လွန်ရင်မပြတ်ဖြစ်တဲ့ယုံနာကျော်သွားပြီမပြတ်ဖြစ်တဲ့ယုံနာမတွေ့ရတော့ဘူးလို့ဆိုလို့ဘယ်ရောက်သွားအဘောဓမပြတ်ပြင်းနေတော့ယုံနာရင်မှကြောင်းများဆန်းကျင်မဲ့သဘောတည်းသို့မပြတ်ပြင်းတဲ့
ရေရင်များရည်ကြောင်းများလိုပဲမပြတ်ပြစ်နေတဲ့ဖြစ်လိုက်ပြက်လိုက်သဘောလေးတွေရဲ့ပြောင်းမြန်သဘောဆိုတော့ဖြစ်ဖြစ်တဲ့သဘောတွေလုံးဝမရှိတာပေါ့အဲဒါမပြစ်မပြစ်တဲ့သဘောကိုရောက်သွားတယ်အဘောဓမ္မပြည့်စုံတဲ့ယုံနာခြင်းကြောင်းများဆန်းနေတဲ့ဒီတော့သဘောလေးကိုအောက်ကမှကြည့်သက်ရောက်ရသွားလေတော့ဒီကျသွားတယ်အဲဒီကြီးကသောသောကဒီလိုပြည့်နေတယ်ပြီးတယ်သူကသူရောက်သွားတာရောက်အသင်ကြတယ်ကသူကသူရောက်အဘောဓမ္မပြည့်စုံတဲ့ယုံနာခြင်းတော့အဘောဓမ္မပြည့်စုံတဲ့ယုံနာခြင်းကြောင်းများဆန်းနေတဲ့ဒီတော့သဘောကိုအောက်ကမှတော့သက်ရောက်သွားတော့ယောဂီပုဂ္ဂိုလ်ကိုနိဗ္ဗာန်ပစ္စည်းတော်ဒီနိဗ္ဗာန်ကိုမြတ်မပြုပြီးဘူးရဲ့ဘုရားတိခေါ်ဆိုအာယအဲဒီလိုဒီလိုယုံနာလုံးဝစိတ်သုံးရတော့ရောက်သွားပြီဆိုရင်နိဗ္ဗာန်မြတ်မပြုတယ်ခေါ်တာပါပဲနိဗ္ဗာန်မြတ်မပြုတယ်လူကြည့်တာဟုတ်လားမျက်စိနာဒီနာလာပြီးနိဗ္ဗာန်ဟုတ်လားကြားထားတာဘုန်းကြီးတို့ပဒံရတို့ဓာတ်ပုံတို့ဒီနာကြားတာကမြင်ရတယ်လို့ဒီလိုမဟုတ်ဘူးလို့လားသူကြီးတဲ့သဘောတွေကိုရောက်သွားတာအဲ့ဒါနိဗ္ဗာန်မျက်မှောက်ပြုတာပဲအဲ့ဒါမို့ဣသေဝံတော့ဒုက္ခရဣသေဝဤအတွင်းအာရဏ6ပါးဉာဏ်6ပါးဝိညာဉ်6ပါး၌သင်မရှိခြင်းသည်လည်းဒုက္ခသာကိလေသာဆင်းရဲဝဆင်းရဲအံတော်အပြီးဆုံးနိဗ္ဗာန်ပေ၏အတွင်းအာရဏ6ပါးလည်းမသိဘူးဉာဏ်6ပါးလည်းမသိဘူးဝိညာဉ်6ပါးလည်းမသိဘူးအဲ့ဒါတွေမသိမဲနေတော့ငါလို့ဆိုလိုက်တယ်ဒီမှာမရှိဘူးပေါ့လေငါတခါလည်းကြောက်သွားတာအစတုန်းကငါလေးတစ်ခုခုတော့ရှိတယ်ဒီဝါဒနာရှိနေအသေးသေးတွေသိနေတယ်အနိစ္စဒုက္ခအနတ္တသိနေတယ်ဆိုပေမဲ့လို့ရှိနေတဲ့စိတ်ကလေးကတော့ရှိနေသေးတာပဲသူကငါရှိနေတယ်လို့ပြောမယ်ဆိုပြောကြရှိသေးတယ်လို့အဲ့ဒီနိဗ္ဗာန်ရောက်သွားတဲ့အချိန်ကျတော့ဒီငါနိဗ္ဗာန်ရောက်သွားတယ်လို့ပြောကြကုန်မရှိဘူးသူကရှိတဲ့တရားတွေအကုန်လုံးစိတ်သုံးနေသွားတာကိုတွေ့အဲ့ဒါနိဗ္ဗာန်ပဲလို့ဒီသုတ်ကသုံးသွားပါတယ်အဲဒီအကျဉ်းချုပ်ဒေသနာကြားနာရခြင်းမှာပဲဘာဟိယဓာရုစီရိယဟာဉာဏ်ဖြစ်သွားပါတယ်လို့ပြောကတော့အာသုဟိစိတံဝိမု ക്തി အဘောတရားတွေကသိပြီးသွားသည်ဉာဏ်ဖြစ်သွား